တကယ်ကြုံမဲ့စင်မြန်ကြီးအားလုံးပဲမင်္ဂလာပါဗျဖူပွန် family မှာလည်းပြန်လဲကြိုးဆိုလိုက်ပါကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးရတော့ဘန်လီအတင်းနဲ့အာဆင်နယ်အတင်းတို့ရဲ့ပွဲချုပ်တုံးတစ်ချက်လေးပဲဖြစ်ပါရဲ့ဗျအာဆင်နယ်အတင်းအားဆိုရင်တော့ခုနောက်ပိုင်းမှာဆိုရင်တော့ရှုံပွဲတွေဆိုတာသူတို့မေးလောက်အောင်တတိမရလောက်အောင်မတိလောက်အောင်ကိုဖြစ်နေပြီဗျအာဆင်နယ်အတင်းဟာခုဆိုရင်ပရီးမီးယားလိဂ်မှာဆိုရင်တော့9ပွဲကစားထားပြီးရမှာဆိုရင်9ပွဲနိုင်တပွဲတည်တပွဲရှုံရမှကတော့22မှတ်နဲ့အဆင့်တက်မှာရက်တည်နေရဗျဘန်လီအတင်းဟာဆိုရင်ဖြင့်အခုနောက်ပိုင်းမှာဆိုရင်တော့ရလက်လေးနည်းနည်းလေးပြန်ပြီးတော့တည်ငြိမ်လာတာကိုတွေ့ရတယ်အဆင့်အနေနဲ့မှာဆိုရင်တော့16မှာရက်တည်နေပြီးတော့9ပွဲကစားထားပြီးရမှာ3ပွဲနိုင်တပွဲတည်5ပွဲရှုံရမှက10မှတ်အနေနဲ့ရရှိထားရဗျအာဆင်နယ်တို့အနေဖြင့်ဒီပွဲကိုလည်းအနိုင်ရရှိသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျအာဆင်နယ်ဟာဆိုရင်ဖြင့်နောက်ဆုံးကစားခဲ့တဲ့3ပွဲမှာဆိုရင်တော့သူတို့တွေ3ပွဲစလုံးကိုသူတို့နိုင်ထားရဗျဂိုးပြက်တဲ့အတင်းကတော့သူတို့တွေဒီချန်ပီယံလိဂ်မှာဆိုရင်တော့အက်တလက်တီကိုဖိုးစီးဆိုရလက်နဲ့ဂိုးပြတ်ထားရဗျသူပရီးမီးယားလိဂ်အတင်းနေဆိုတော့သူဂိုးပြတ်ထားတယ်မရှိဘူးအလုံးစုံမှာ 1C 2C ဆိုရလက်နဲ့အနိုင်ရရှိထားရဗျအာဆင်နယ်အတင်းရဲ့ဆိုရင်တော့နောက်တန်းကစားပုံကအရန်ကိုပဲကောင်းတယ်ကိုလီဘာဆိုရင်လည်းအရန်ကိုကောင်းတဲ့အတင်းဖြစ်တဲ့နေရာမှာဒီပွဲမှာဆိုရင်လည်းဂိုးပဲအောက်သွားဖို့ပဲများတယ်ဂိုးအောက်သွားဖို့များတယ်ဆိုရင်ဘန်လီကိုလည်းကျွန်တော်တို့တွေဘန်လီကို short တွက်လို့တော့မရဘူးဗျဘန်လီယာဆိုရင်တော့အနည်းဆုံးတစ်ဂိုးလောက်ကိုသူတို့ပြန်တွေးနိုင်တယ်အဲ့ဒီကအတွက်ကြောင့်မလို့ဒီပွဲမှာဆိုရင်တော့အာဆင်နယ်တို့အနေနဲ့အနိုင်ကစားသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျအားလုံးကျေးဇူးတင်ပါတယ်